နေမှာတက်ထမရှိဘူးနော် crazy လို့ ပြီးတော့နေမှာ chronic disease ဆိုတာကအတားဖြစ်ထားရတော့ခဏနေတာဖြစ်နော် eyes problem မရှိတော့နေမှာနန်းတဲ့ပြလိုက် နန်းဝေးကြီးလိုက်တော့တိမှာမဟုတ်အဲ့ဒါတွေသူတို့ကြည့်လို့ Thank you so much, Pa. Thank you so much for cooperating, Pa. Hello, my name is Thomas Sidri, and I am a nursing student in the Adventist University of the Philippines. So today I'm going to teach about some of health education for you. And then before I start my teaching about, can you please introduce yourself? My name is Leah and I'm studying music in England. Okay, thank you so much, Leah. So before I start teaching about my language, which language do you prefer to communicate with me? Myanmar. So it's good. Okay, good. ကျွန်မတို့စပြီးတော့မြန်မာဘာသာသုံးပြီးတော့ကျွန်မတင်မယ်ပါနော်။ကျွန်မနေ့ကိုတင်ပေးမယ်။လီယာကိုတင်ပေးမယ် title ကတော့ Better Sleep Better You ဆိုတဲ့ title နဲ့ငါတင်ပေးချင်တယ်ပေါ့နော်။ Better Sleep Better You ဆိုတာကအနည်းအဓိကပြဿနာလည်းနေပြောတယ်လို့မျိုးညဆိုကောင်းကောင်းအိပ်လို့မရဘူး။အဲ့လိုမျိုးညကောင်းကောင်းအိပ်လို့မရတဲ့ပြဿနာအတွက်ကျွန်မတို့ research လုပ်ထားတယ်ပေါ့နော်ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်မအနေနဲ့ငယ်တင်ပြချင်တယ်ဟိုပြီးတော့ကျွန်မရဲ့ရွေးချက်ကတော့ပေါ့နော်နေရဲ့အိမ်မပြောတဲ့ယောဂကိုတက်တာလာဖို့ရန်အတွက်ဘယ်လိုနိလန်းတွေနဲ့ငါနေကိုလုပ်ပေးနိုင်ပါလဲပြီးတော့နားလဲအောင်ဘယ်လိုလုပ်ပြီးတော့သင်ကြားပေးရမလဲဆိုတာကျွန်မရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်ပြီးတော့ကျွန်မအနေနဲ့ကတော့နင်းညတွေမှာလည်းကောင်းကောင်းမွန်မွန်အိမ်နိုင်ဖွင့်ရအတွက်ရောပြီးတော့နင်းမနေ့ထားတဲ့ချိန်မှာလည်းကောင်းကောင်းမွန်မွန်ပြန်လဲပြီးတော့နှုတ်ထားဖွင့်ရအတွက်ပေါ့နော်ကျွန်မအနေနဲ့လည်းငယ်ပြင်ထားတာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကကြတော့ကျွန်မပြောချင်တာကြတော့ဒီကအဲ့လိုမျိုး sleep hygiene ဆိုတာကျွန်မတိုင်တက်ထားတဲ့အတိုင်းအိမ်မပျော်ဘူးဆိုတဲ့အရာကြတော့အလေးအကျင့်တစ်ခုလိုလည်းဖြစ်တယ်။သူကဆိုတော့လုံးဝမအိမ်နိုင်တဲ့အချိန်မှာနေ့အတွက်ကကြတော့နိုးနေမှာပေါ့နော်ဆိုတော့မနေ့ပိုင်းနိုးတဲ့ချိန်မှာလည်းနေမလန်းဆန်းဖို့မတက်ကြဘူးအဲ့လိုမျိုးဖြစ်တတ်ပါတယ်။ဆိုတော့အဲ့လိုအရာတွေအတွက်ကကျွန်တော်တို့အဓိကဘာတွေချောင်ရှားပြီးရအစီအပြေမှာလဲဆိုတော့အချက်ကျွန်မအနေနဲ့ပြောချင်တယ်အဲ့ဒါပထမဆုံးအနေနဲ့yes sleep schedule ဆိုကျွန်မအဲ့ဒီအချိန်မှာပေါ့နော်ကိုကစံနိုင်တနားရီလောက်မှအိပ်တယ်ဆိုရင်တော့ကိုဘက်ကနဲ့တတ်နိုင်တဲ့လောက်routine ပါနော်ကိုရ schedule ကိုချမှတ်ထားပြီးငါဒီနိုင်မှာငါအိမ်နိုင်အောင်စူးစမ်းမယ်ဆိုတော့စိတ်ကိုနင်ချပြီးတော့အစစ်စင်ဆွဲရမယ်ပေါ့နော်အဲ့လိုမျိုးဆွဲပြီးတော့ဘယ်နိုင်မှာငါပြန်ထမယ်ဆိုတော့အစစ်စင်ကိုဘာသာကိုဆွဲရမယ်အဲ့ဒီဆွဲရပေါ်မှာပဲလိုက်နာပြီးတော့ပြုလုပ်မယ်ဆိုရင်တော့အဲ့ဒါလည်းကောင်းမွန်နိုင်တဲ့အချက်တစ်ခုထဲမှာပါတယ်ပြီးတော့လီယာကပြောတဲ့အတိုင်း coffee မတောက်ဘူး alcohol မတောက်ဘူးတခြားအရာတွေမတောက်ဘူးဆိုဒါကျွန်မတွေ့ရတယ်ပေါ့နော်အဲ့ဒါကကျွန်တော်အိတ်ဆက်တဲ့အတွက်အရာဆိုချိုဖြစ်စေတယ်ပေါ့နော်ဒါပေမဲ့လီယာအဲ့လိုမျိုးတော့သုံးဆောင်ဖို့ဆိုတော့ကောင်းတယ်ဒါပေမဲ့အဲ့ထဲမှာတစ်ခုကပါလို့ဆိုရင် heavy meal ဆိုတာကနာကြီးမှာသမင်းစားတာတွေပေါ့နော်နာကြီးမှာအစာစားတာတွေအဲ့လိုမျိုးဖြစ်လို့ချင်းကလည်းညောကောင်းကောင်းမအိတ်စေနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်အဲ့ဒီအရာတွေကိုရှောင်ရှားမယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကကြတော့နေ့အနေနဲ့ပေါ့နော် screen time ကိုရှော့ရမယ်ဖု
တာရှောက်ရမယ်အထူးတစ်ဖိကကျတော့အိယာမဝင်ခင်မိနစ်30လောက်ပါဖုန်းလုံးဝမချရဘူးအဲ့ဒီအချင်းကိုနေလို့ရမယ်ပြီးတော့ကိုရဲ့အဓိကပတ်ဝန်းကျင်နဲ့အိတ်ဖို့ကျဆိုရင်တော့ပတ်ဝန်းကျင်အရာအရေးကြီးတယ်ကိုရွေးချယ်တဲ့ပတ်ဝန်းကျင်ပါညဆိုရင်တစ်စစ်စစ်အရာမဲ့ပတ်ဝန်းကျင်ပြီးတော့အရာမပူသလိုအရာမမောင်သလိုအရာတိတ်တိစစ်စစ်လေးနေရတဲ့ခန်းနေမှာနေဖို့ဒီစမအနေနဲ့တိုက်တွန်းချင်တယ်ပြီးတော့နဲ့ရရှိမှအလင်းနဲ့ရမထွန်းဖို့လို့တော့ဘာလို့လဲမျိုးရှာဖြစ်လဲအရာအိမ်မပြောစီဘူးနောက်တစ်ခုအနေနဲ့အဲ့လိုမျိုးနေအိမ်မပြောတဲ့အချိန်မှာဆိုရင်တော့နေရမကောင်းတဲ့ဆိုးကျိုးရဲ့ညာတိကိုယ်နဲ့အပေါ်မှာတက်ရောက်နိုင်တယ်အဓိကဖြစ်တော့ဆောနာပေါ်ကပြောသလိုပေါ့နော်သူကဖုန်းကြည့်တာတွေပြီးတော့ကိုဟောကဖေးနဲ့ညာချက်တောက်တာတွေရှောင်းတယ်အဲ့လိုမျိုးရှောင်းပြီးအောင်တာမကပဲတစ်နေ့လုံးမှာပဲဖြစ်ဖြစ်ကအမြဲတမ်းခဏလေးနေ့လယ်လောက်မှာခဏလေးပဲဖြစ်အိတ်ဆက်ပေးရမယ်အဲ့လိုမျိုးတွေလုပ်ပေးပါတော့အခြားချင်းမအိတ်ဆက်ရဘူးမဟုတ်ရှင်ရမအိတ်ပေးရမှာမဟုတ်ဘူးပြီးတော့ပြီးတော့ပုံမှန်တိုင်းရဲ့ပြဿနာကအရင်ကြီးမားမားပြဿနာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီကဒီမဝချင်းချဆိုဆိုရလည်းအများကြီးရှိနိုင်တယ်အဲဒါကြောင့်အဓိကဒီနေ့ရဲ့ကောင်းမွန်မေးရချင်းခါပေးခုလုပ်တဲ့ချိန်မှာလည်းနေအာရုံစိုက်ပြီးလုပ်နိုင်မှာမဟုတ်ဘူး management တွေလုပ်ရမှာမဟုတ်ဘူးပြီးတော့နေ့ရဲ့အစပွင့်ရတဲ့ဘာလို့ဖြူဆိုင်ရမယ်လဲဆိုတော့နေ့ရကီလိုတွေရောနေ့အေးရခင်းတွေရောအဲ့ဒါတွေလည်းဖြူဆိုင်ဖို့လိုမယ်ပြီးတော့နေ့ electronic တွေပေါ့နော်ခက်စီမီတွေလည်းဖြူဆိုင်ရမယ်ပြီးတော့ကိုယ့်ရဲ့ဖုန်းတွေကိုယ့်ရဲ့စပစ္စည်းတွေကိုယ့်ရဲ့အေးရအနားမှာထားရဝဲအဲ့ဒါရဆိုတော့ကိုယ့်ရဲ့အခါကိုတရားအထူးတရားစီတဲ့ကြောင့်မလို့ဒီစပရန်ချက်ခံတယ်ပြီးတော့ဒီနေ့ကတော့ကိုဒီဇိုင်းအစပရန်တဲ့ကိုသင်နေလို့တဲ့အချိန်မှာဆိုရင်တော့ကိုရဲ့အချင်းတွေကအဆုံးထိလုပ်နိုင်အောင်ပေါ့နော်ကိုစိတ်မွေးရမယ်အပြီးတော့ဒီညမှာဆိုရင်တော့ဆုံးနေတဲ့စာတူခုနပြရမယ်ဆိုရင်တော့ကိုခူးဆိုင်ရမယ်ပေါ့နော်အိစက်တယ်ဆိုတဲ့အရာကစိတ်နဲ့လည်းအများကြီးဆိုင်တယ်ကိုကမအိနိုင်ဘူးဆိုရင်တော့မအိနိုင်တဲ့အရာပါတော့မအိနိုင်တာလေဘလို့အိဖို့ချိုးစားရမှလည်းဆိုတော့ကိုအထီးဆုံးဖြစ်မယ်အဲကြောင့်လို့ကိုရဲ့ကိုခန္ဓာကိုကခူးစားရမှာဖြစ်တဲ့အတွက်ကြောင့်ကိုခန္ဓာကိုဆိုင်ပါပြီးတော့biblical values ခုအနေနဲ့ဒီမှာပြောချင်တယ်ဆိုရင်တော့မအိပ်စက်နိုင်တဲ့အချိန်မှာလည်းကိုကြောင့် stress ဖြစ်တာပဲဖြစ်ဘုရားစီကိုသွားပြီးတော့ဘုရားစီမှာဒီကိုနာပြီးတော့နည်းနည်းတက်နေရတယ်လက်ကောင်းကျိုးအများကြီးတည်ဆောင်ပေးလာမယ်လို့ဒီမှာလည်းပြောရင်းနဲ့ကျမရဲ့ plan ကတော့ lesson plan ကတော့အနောက်ပါပဲအဲ့တော့ကျမတင်တဲ့ lesson plan ပေါ့နော်နေကြအနေနဲ့ဒီပုံမှာပတ်သက်ပြီးတော့မခွင့်ထုတ်ချင်တာပဲဖြစ်သိချင်တာပဲဖြစ်ရှိလားရှိ Okay ကျေးဇူးရတင်ပါတယ်အခုလိုပါဝင်ပြတဲ့ကြောင့် Thank you so much dear for participating with me God bless you